လူတွေကပြောင်းလဲတတ်ပါတယ်ဟုတ်ပါတယ်လူတွေကပြောင်းလဲတတ်ကြတယ်အရန်ချစ်ပါတယ်လို့ပြောခဲ့ရတော့မှခါသီးစွာနဲ့မုန်းပါတယ်ဆိုပြီးပြောလာတတ်ကြသေးတယ်ဒါတွေကလူရဲ့အခြေအနေပေါ်မူတည်ပြီးပြောင်းလဲတတ်တဲ့သဘောတဘာဝပါပဲတမန်ကျမ်းစာထဲမှာလည်းလူရဲ့ပြောင်းလဲတတ်တဲ့သဘောတဘာဝကိုမြင်တွေ့နိုင်ပါတယ်အဲ့ဒါကတော့ယေရုရှလင်မြို့သားတွေပါယေရှုခရစ်တော်ကနောက်ဆုံးရက်သက်တစ်ပတ်ရဲ့ပထမတနင်္ဂနွေနေ့ယေရုရှလင်မြို့လေးကိုမြင်းကလေးကိုစီးပြီးဝင်လာချိန်မှာထာဝရဘုရားခွင့်ကြွလာသောသူမင်္ဂလာရှိစေတည်းကောင်းကင်ဘဝဝဲဟောရှနာဖြစ်စေတည်းလို့ဝမ်းမြောက်ဝမ်းသာနဲ့လက်ခံကြိုဆိုခဲ့ကြတယ်ဒါပေမဲ့နောက်ရက်အနေငယ်ကြာမှာပဲသခင်ယေရှုကိုယုံကြည်စစ်ဆေးတဲ့အခါမှာတော့လဝါကားတိုင်းမှာရိုက်ထားခြင်းကိုခံပါစေဆိုပြီးတော့မုန်းတီးမှုတွေနဲ့ဆိုကြပြန်တယ်တပတ်လေးအတွင်းမှာလူတွေကပြောင်းလဲသွားကြတယ်ဒါကိုကြည့်ခြင်းအဖြစ်လူရဲ့မြစ်တာခံစားမှုတွေကမတည်ငြိမ်နိုင်ဘူးပြောင်းလဲနေရဆိုတာကိုမြင်တွေ့နိုင်ပါတယ် brother ရဲ့ချစ်သူကောင်းမလေးကတော့မှအရန်ချစ်ပါတယ်ပြောပြီးထားခင်မှာဒါပေမဲ့အစိတ်မပြတ်ပါနဲ့အရန်ချစ်ပါတယ်ပြောပြီးမပြောင်းမလဲဆက်ချစ်တဲ့ဘယ်တော့မှမထားခဲ့တဲ့ယေရှုဖခင်ရှိနေပါတယ်ထာဝရမြတ်တာနဲ့ချစ်တဲ့ယေရှုဖခင်ကမနေ့ယနေ့နောက်ကာလဘယ်တော့မှမပြောင်းလဲပါဘူးအရင်ကလည်းချစ်တယ်အခုလည်းချစ်တယ်နောက်လည်းဆက်ချစ်အောင်မှဖြစ်တဲ့အကြောင်းကိုလည်းကားတိုင်းထက်မှာအပြစ်ကြွေးဆက်ပေးခြင်းအဖြစ်အသက်တည်ထူခဲ့ပါတယ်ဒါကြောင့်ပြောင်းလဲဖောက်ပြန်တတ်တဲ့လူတွေရဲ့မြတ်တာထက်မပြောင်းလဲမဖောက်ပြန်တတ်တဲ့သခင်ယေရှုရဲ့မြတ်တာကိုလက်ခံပြီးတော့ထိုသခင်ကိုပဲကိုးစားပြီးအသက်ရှင်လိုက်ပါ